3D ရှင်းမိတ်ဆွေများအားလုံးမင်္ဂလာပါ2025 5ကြိမ်မြောက်ကလင်နာ Day Site 3 မနေ့က Site 1 နဲ့ Site 2 ကတင်ပေးပြီးသွားပါပြီဒါ Site 3 အရှုပ် Site 3 အရှုပ်ကိုကြည့်ရအောင်စိတ်ဝင်စားတဲ့သူများအဆုံးထိကြည့်နိုင်ပါတယ်မနေ့ကတင်လိုက်တဲ့ Site 1 နဲ့ Site 2 ကိုပြန်ကြည့်ရအောင်တုံညာခုံခုံဆိုတဲ့ကဏ္ဍစောင့်ခက်အပေါ်တက်တော့944ကနေဆက်ပြီးမြောက်မှာ159ထွက်195ထွက်195ပြီးတော့သူ့ရဲ့3နှစ်မြောက်17ပြန်မှာ311 5ပရိယာ195ရဲ့3နှစ်မြောက်5ပင်မြောက်မှာ311 5ပရိပြန်ရက်ဒီဘက်မှာထပ်ကြည့်ခွန်တုံညာခွန်သူ့ရဲ့စောင်းခက်တပွဲကျော်တက်တော်445 17ပင်မြောက်မှာ159ကျ17ပင်မြောက်မှာ sorry 519ကျ519ကျပြီးရတယ်သူ့ရဲ့ရှေ့3နှစ်17ပင်မြောက်မှာ661 5ပရိ519ရဲ့3နှစ်မြောက်5ပင်မြောက်မှာပြန်ရိုက်မှာ Site 1 661 Site 1 Site 2 ကခွန်တုံညာ3စောင်းခက်အောက်စင်တော့590လို့ထွက်ပြရတယ်အဲ့ဒီနှစ်ရဲ့အဆုံးမှာ196ထွက်196လို့ထွက်ပြရတယ်590တပွဲကျော်543ဆိုတဲ့ကဏ္ဍရဲ့စောင်းခက်10ပရိတ်ရှင်ပေါင်တန်းမှာရှောက်ပူခွာရ354လို့ပြန်ထွက်543က354လို့ပြန်ထွက်354လို့ပြန်ထွက်ဒီဘက်မှာပြန်ကြည့်မယ်339ခွန်စောင်းခက်အောက်စင်တော့935အဲ့ဒီနှစ်ရဲ့အဆုံးမှာ196လို့ထွက်196လို့ထွက်ပြီးရတယ်939ရဲ့တပွဲကျော်မှာရှိရဲ့618ကဆိုရကနန်းသူ့ရဲ့စောင်းခက်10ပရိတ်ရှင်မောင်တန်းမှာ626လို့ထွက်ပြီးရတယ်618လို့ပြန်ရိုက်မှာလားဒါ Site 2 Site 2ဆို Site 3ကိုကြည့်အောင် Site 3ဒါမနေ့ကတင်လိုက်တဲ့ Site 1 နဲ့ Site 2 816ပဲလေ Site 1 Site 2ကူက Site 3 816ပြန်ရိုက်ကနန်းပြီးတော့816ဒဲကြမဲ့ကနန်း Site 3 395ဆိုတဲ့ကနန်းသူ့ရဲ့နောက်နှစ်တစ်ထိပ်ရပြီးသူ့ရဲ့ဆောင်ခတ်မှာ4ထိပ်ရတစ်ထိပ်4ထိပ်လို့ရိုက်ပြရတယ်သူ့ရဲ့နောက်နှစ်မှာ363လို့ထွက်363လို့ထွက်ပြရတယ်သူ့ရဲ့အောက်395လို့ရိုက်395လို့ပြန်ရိုက်395လို့ပြန်ရိုက်853သူ့ရဲ့နောက်နှစ်မှာတစ်ထိပ်စောင်းခတ်မှာ4ထိပ်တစ်ထိပ်4ထိပ်လို့ဖြစ်ပြီးရတယ်သူ့ရဲ့နောက်နှစ်မှာ633လို့ရိုက်ပြီးရတယ်သူ့ရဲ့အောက်မှာ853က538လို့ပြန်ရိုက်ဒီ frame နဲ့တော့395သူ့ရဲ့နောက်နှစ်မှာတစ်ထိပ်သူ့ရဲ့စောင်းခတ်မှာ4ထိပ်တစ်ထိပ်4ထိပ်ရိုက်633ရိုက်395လို့ပြန်ရိုက်853သူ့ရဲ့နောက်နှစ်မှာတစ်ထိပ်စောင်းခတ်မှာ4ထိပ်သူ့ရဲ့နောက်နှစ်မှာ633သူ့ရဲ့အောက်မှာ853က538ရိုက်395ရိုက်အဲ့လိုရိုက်ပြီးတော့538ရဲ့စောင်းခတ်မှာတစ်ပရိတ်ရပြီးသူ့ရဲ့အောက်မှာ618ဆိုတဲ့ကဏ္ဍရ
ဒီမှာလေ395လို့ရိုက်ပြရတယ်သူ့ရဲ့အောက်စောင်းခတ်မှာတစ်ပတိတ်လို့ရိုက်ပြရတယ်သူ့ရဲ့အောက်မှာရှောက်တစ်ရှစ်လို့ပြန်ရိုက်မှာရှောက်တစ်ဆိုတဲ့ကဏ္ဍပြန်ရိုက်မှာလားဒါ site 3ရှောက်တစ်ရှစ်ပတ်လေရှောက်တစ်ရှစ်ပတ်လေကြိုက်တဲ့သူယူ3 site 3 site အစိုးကြိုက်တဲ့သူယူ3နိုင်ပါတယ်ရှောက်တစ်ရှစ်ပတ်လေအားထုတ်ကြိုက်တဲ့သူယူ3ပါ